ကောင်းမှရှိနေတယ်ဒီဘက်မဲ့အချင်းကြီးကကိုလောက်ဖောက်ကိုင်းမဲ့တင်နေလည်းအတူတူပေါ့နော်ဘယ်လိုပြောမလဲသွေးတသားလေးဖြစ်သွားလို့ခံစားရတယ်ပိုပြီး close ဖြစ်သွားတယ်လို့ခံစားရပါတယ်ဒီချက်တယောက်မှရှိတင်ရှိတိုက်တဲ့ attitude တွေနဲ့ပြီးတော့လို့ရှိရင် classroom management တွေကိုအရင်ကထပ်ပို့ပြီးတော့ကောင်းကောင်းအသုံးချနိုင်သွားမယ်လို့တော့ထင်ပါတယ်ရှင်ပို့ပြီးတော့မနေ့ကထက်ဒီနေ့မှာ mature ဖြစ်လာတယ်လို့ခံစားရတယ်။အရန်ကိုပြောစရာကောင်းတယ်။အရန် fan ဖြစ်ပြီးတော့မြို့မို့တွေဘလို့အချိန်ကုန်သွားလဲတာကိုမသိတော့တဲ့အတိဟုတ်ဒီနေ့ကအရန်ကိုပျော်ရွှင်ခဲ့ရပါတယ်ရှင်။ Chinese psychology ဘိုင်းကိုလည်းပို့ပြီးတော့နည်းနည်းသိသွားတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ inner မှာလည်းဖြစ်နေတယ်ပေါ့နော်အဆိုင်ခဲလေးတွေကလည်းပဲအဲ့လိုမျိုးရှင်းလင်းသွားတယ်ပေါ့ဟုတ်မြို့မို့ကမမေလုတ်ပေးမှအရာအလုံးကိုထုတ်တတ်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးindependent မဖြစ်တဲ့အခြေအနေတခုကနေပြီးတော့အခုအဲ့ဒီအခြေအနေကိုထိုးဖောက်ချင်လာတယ်ပြီးတော့ဘာဖြစ်လာလဲဆိုတော့စိတ်ထက်ခွန်အားတွေအများကြီးရလာတယ်အများဒီမမေရအောင်မခိုင်းတဲ့အလုပ်တွေပေါ့နော်အဲ့အလုပ်တွေကိုကိုယ်တိုင်လုပ်မယ်နောက်ပြီးတော့ကျတော့ဒီဂျစ်ကန်ကအမူအရာတွေကိုမှရှိနေတဲ့ဒီ tantrum တွေကိုဘယ်လိုမျိုးဖြည့်ဖြောင်းအောင်မလဲဆိုတာကိုလည်းဒီအဲ့လမ်းကိုလည်းရှာဖွေတွေ့ရှိခဲ့ရပေါ့နော်အဲအကြောင်းအများကြီးတိုးတက်ကောင်းမွန်လာစေပါတယ်စက္ကန့်တိုင်းကတမိုးရှိခဲ့ပါတယ်ဒီချက်တယောက်အနေနဲ့ရှိတဲ့စိတ်ထားတယ်ဘယ်လိုမျိုးဒီချက် technology တွေကိုအသုံးချရမယ်ဆိုတာလည်းပိုပြီးသိရှိသွားပါတယ်အရင်တော့ချစ်ထုတ်ဖို့ကြောက်ခဲ့ဟာပေါ့နော်အခုထွက်ဖို့ပဲအရင်စူးစမ်းနေတာပေါ့နော်အဲ့ဒီတခုတော့ပြောင်းလဲသွားပါတယ်တငယ်ချင်းတွေရခဲ့ရပို့ပြီးတော့မှလည်းပျော်ရွှင်နေပေါ့နော်ဘိုးတွတ်တာတွေလည်းအများဆုံးအများကြီးရခဲ့ပါတယ်အရာရာတိုင်းကို positive နဲ့ပဲတွေးပြီးတော့ဒီအကောင်းမြင်စိတ်ပို့ပြီးတော့ရှိလာမယ်ပေါ့နော်အရင်တော့ချစ်ထုတ်ဖို့ကြောက်ခဲ့ဟာပေါ့နော်အခုထွက်ဖို့ပဲအရင်စူးစမ်းနေတာပေါ့နော်အဲ့ဒီတခုတော့ပြောင်းလဲသွားပါတယ်ဒီ Chero ဆရာတို့နဲ့တွေ့ရတာတကယ်ကိုဆုလက်တပါးပါပဲရွှေတိုက်ကြီးရလိုက်တယ်လို့ပါပဲပေါ့နော်ဒီ ITTI ကိုတော့ join ကြည့်လိုက်ပါ join ကြည့်ပြီးပြီဆိုလို့ရှိရင်လုံးဝနောင်တရမှာမဟုတ်ဘူးဆိုတာတော့တေချာလေးပြောရဲပါတယ်မဖြစ်မနေလာပြီးတော့တက်ရောက်စေချင်ပါတယ်လို့ပြောချင်ပါတယ်အမှန်တော့စားတဲ့ကြောင်းနဲ့ဆိုရင်တော့မလုံလောက်ဘူးပေါ့နော်တကြောင်းနဲ့ခြုံပြောရမယ်ဆိုတော့အရန်ကောင်းပါတယ်တကယ်မဖြစ်မနေကို join တင်ပါတယ်ဒီချက်တယောက်ဆိုလို့ရှိရင်မဖြစ်မနေကို join တင်တဲ့ training တခုလို့ပြောချင်ပါတယ်